နေစေးတိုင်းဖွင့်မလို့ဆိုအဲ့နေတရားနဲ့ဖွင့်မှာ ဟုတ်တယ်လေမဖြစ်လို့လား ကြည်ရလုံးနော်တော့ကြစေးတွေမှားပြီးလို့နေစေးတိုင်းအပိတ်ခံနေရအောင်မယ်ဟဲ့ဘာလဲတွေးလွန်နေရလဲ ကြားတယ်မရတဲ့အသာလို့ပါ နေစေးဆိုင်ဖွင့်လို့ဆိုရင်တော့ငါအထင်ကြီးစီဝါကျွန်းနေတင်တဲ့တစ်ခုတော့တက်ဖို့လိုမယ်နော် ဟုတ်တယ်တမင်ချင်းအဆမ်ခံတယ်ငါတက်မှဖြစ်မှာ ဟာနေဘယ်လိုဆဲလို့လဲ ထားလိုက်ကိစ္စရထားလိုက်ငါပြောပြမယ်ငါမှတင်နေရှိနေဒါပေမဲ့ငါအပြင်သွားပြီးတက်ဖို့ကစင်မပြီးဘူးမှာပါအဲ့ဒါမရှိပြောပါဘူးငါ online တင်တဲ့လိုမျိုးပေါ့ငါပြမယ်ငါမှာ MS application ရှိတယ်ငါပြမယ် MS application မှာစီဝါကျွန်းနေတင်တဲ့ဗီဒီယိုလေးပြည့်ပြည့်စုံတင်ပေးတာအဲ့တော့နေခေါင်းသားခြေစုံယောဂါတွေကုသလို့ရမှာစီဝါချောင်းပြည့်ပြည့်စုံစုံနေလေ့လာနိုင်တယ်အဲ့ဒါပြီးတော့နေစိတ်နဲ့ဆိုင်ဖွင့်လို့ရတဲ့အထိကိုနေလုံးဝနားလည်ပါလိမ့်မယ်အဲ့တော့ application ချက်ချင်း down တင်တာ subscribe လုပ်လိုက်တော့နော် MS application နော် ခုပဲထားလိုက်တော့ တင်စေဝါကျွန်းနေတဲ့နောက်တရားရှင်နဲ့ဆို MMS ဆို application ရဲ့ search box မှာအခုလိုမျိုးစေဝါကျွန်းကျင်လို့ရိုက်ရှာလိုက်ရုံနဲ့စေဝါကျွန်းကျင်တဲ့နန်းတွေပေါ်လာမှာဖြစ်ပါတယ်။တင်ချင်တဲ့ရာစေဝါကျွန်းကျင်တဲ့နန်းကိုရွေးချယ်ဝင်ရောက်ပြီးအောက်ဆုံးမှာရှိတဲ့ subscribe ခလောက်ကိုနှိပ်က subscription ရနိုင်ပါတယ်။